highway မှာမှန်ချမောင်းတာမြေပုံထဲကအတူဆုံးလမ်းကိုရွေးတာတွေက lucky မှာကိုမှန်တဲ့ထင်ပြီးအမြဲလုံးနေမိတဲ့လေးကျင်လေးတွေကကားကိုရောတင်းရဲ့ပတ်စံအိတ်ကိုပါတိတ်တဆိတ်ဒုက္ခပေးနေတယ်ပါတယ်မင်္ဂလာပါဒီနေ့မှာတော့ခီးသွားတဲ့အခါလူတိုင်းတတိမထားမိတတ်တဲ့တကယ်တမ်းပြင်ဆင်လိုက်ရင်စီပိုတက်တာပြီးတော့ခီးစဉ်ကိုပိုချောမွေသွားစေမယ်လှုပ်ဝက်ချက်၃ခုကိုဘုဒ္ဓအနေနဲ့ဝေမျှပေးကြပါတယ်နံပါတ်1နေတဲ့မြို့ရင်းမှာကားပြပြင်းမောင်းရင်မှန်ချမောင်းတာကစီတက်တာပဲမဲ့ highway လမ်းမှာအချိန်နဲ့မောင်းတဲ့အခါမှန်ချထားရင်အပြင်ကလီတွေကကားထဲကိုဝင်လာပြီးကားကိုနောက်ကနေလှမ်းဆွဲထားသူဖြစ်သွားစေပါတယ်အဲ့ဒီလေထုရဲ့ဆွဲအားကိုရုံးဖို့အတွက်အင်ဂျင်ကပိုအလုပ်လုပ်ရလို့အဲကွန်းဖွင့်မောင်းတာတဲ့စီပိုစားသွားစေပါတယ်ဒါကြောင့် highway မှာဆိုရင်အဲကွန်းလေးဖွင့်ပြီးတော့မှန်တယ်မောင်းတာကစီအသက်တာဆုံးနဲ့အမှန်ကန်ဆုံးပါပဲနံပါတ်2နေတဲ့ကားဆိုတာ၄ချိန်ပေါ့လေလေအင်ဂျင်ရုံးအားတက်တာပြီးတော့စီစားနေလေပါပဲပြီးသွားတဲ့အခါမလိုအပ်တဲ့ပစ္စည်းအလေးကြီးတွေဥပမာရေတံမှုကပ်အပူတွေကောင်းမှအမြဲတင်ထားတတ်တဲ့မသုံးပြတဲ့ပစ္စည်းအလေးတွေကိုအိမ်မှာဖယ်ချခဲ့ပါနောက်ထပ်သတိထားရမှာကကားခေါင်မှုပေါ်မှာပစ္စည်းတွေအများကြီးတင်တာပါခေါင်မှုပေါ်ကပစ္စည်းတွေကရှေ့ကလေကိုဓာတ်ရိုက်ခံရလို့ကားရဲ့လေခွင်းအားကိုကြာဆင်းစေပြီးတော့စီစားနှုန်းကို10%ကနေ20%အထိတောင်ပိုတက်သွားစေပါတယ်နံပါတ်3အနေနဲ့ကြီးသွားတဲ့အခါမြေပုံမှာအနည်းဆုံးအတူဆုံးလမ်းကိုရွေးတာကအမြဲတမ်းမမှန်ပါဘူးအတူဆုံးလမ်းဖြစ်နေပေမဲ့လမ်းကျန်းတာဂုံးစင်းဂုံတက်တွေများတာမြို့ရွာတွေအများကြီးဖျက်ရလို့ခဏခဏဘရိတ်နင်းရတာမျိုးတွေကကားကိုရောလူကိုပါပိုပင်မန်းစီပြီးတော့စီပိုကုန်ပါတယ်အဲ့ဒီစာခရီးအကွာဝေးနည်းနည်းပုတ်ဝေးရင်တော့လမ်းသားပြပြပြီးရင်ကျော်ရှင်းလင်းတဲ့လမ်းကြောင်းကိုကြိုတင်လေ့လာရွေးချယ်တာကအင်ဂျင်အတွက်ရောခရီးသည်တွေအတွက်ပါအကောင်းဆုံးဖြစ်စေပါတယ်ဒီလိုတင်းငယ်ပေမဲ့ရေးကြီးတဲ့ကားဘုဒ္ဓလေးတွေနဲ့မှန်ကန်တဲ့လမ်းကြောင်းရွေးချယ်မှုကိုပေါင်းဆက်လိုက်မယ်ဆိုရင်မိတ်ဆွေတို့ရဲ့ခရီးစဉ်ကအရင်ကထက်ပိုပြီးတော့ချောမွေ့တက်တာစီမှာတည်ကြပါပဲအားလုံးပဲဘေးကင်းလုံခြုံတဲ့ခရီးစဉ်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ